အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါ vlog လေးရတော့ Gloria က music video တစ်ခုမှာပါဝင်ပြီးတော့တရုပ်ဆောင်ပေးရမှာဖြစ်ပါတယ်ရှင်အဲဆိုတော့ရဲ့တချင်းလေးပေါ့နော်အရင်ကနားဆင်လို့ကောင်းတဲ့တချင်းလေးဖြစ်ပါတယ်ဒါတော့သူရဲ့ setting ပေါ့နော်သူကတော့အဆူရဖြစ်ပါတယ်သူကိုယ်တိုင်ရေးသူကိုယ်တိုင်ဆိုတာပါOur students, like video shoot. How do you feel? Good. I'm excited. I'm so happy to be here. She's very talented. The song was really nice. So hope you guys like it. Oh, yeah. She's the one that's here. More. သူကလည်း another talent ပါနာမည်ကတော့ sponsor ဖြစ်ပါတယ်ပြီးတော့ Gloria တို့ရိုက်ထားတဲ့ဟာလေးတွေကိုပြင်ကြည့်ပြီးတော့ judge လုပ်ပါတယ်မကောင်းရင်ပြန်ရရကောင်းရင်ပြန်သိမ်းထားပေါ့နော် ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အစဆုံးကြည့်ပြီးကြတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်သူရဲ့ music video လေးထွက်လာရင်လည်း share ပေးပါအောင်မယ်နော်အားလုံးပဲ have a nice day ပါ bye bye